ကိုမှုအလုပ်လုပ်လာကြီးလားဗျနားအောင်ပါပေါ့ဗျာခင်ဗျာနားတယ်ကိုမရှိဘူးဗျာအလုပ်ဆိုတာအချိန်ပြည့်လှုပ်ထားမှနားတဲ့ခါကြတော့အချိန်ပြည့်ပြီကြီးနားရတော့မပေါ်ကိုလူရဟုတ်ကဲ့ခင်ဗျာကုန်မှုတော့ရွာထဲမှာခွေငါလဲကုန်မှုဒီငါလဲကုန်မှုကိုအိမ်တိုင်းစီကလိုချင်နေကြတယ်ဗျအလုပ်ရှင်တိုင်းကကိုလိုချင်နေကြတာကိုမှုရဲ့ချိန်မလို့မလွန်ကြနဲ့အောင်ဗျာသိခင်ဗျားတော့မြောက်လွန်းနေပြီထင်တယ်ဘာဖြစ်လို့လဲဗျာအခုခင်ဗျားတို့ချိန်မွန်းနေသလောက်မြောက်ပင်ပြောနေသလောက်ဟိုလွန်ခဲ့သောအတိတ်ပိုင်းကြီးများကျင်းတော့ဘဝမြင်ရလို့ရှိရင်ခင်ဗျားတို့ရှုံချကြမယ်ကဲကြီးကြမယ်ကျိန်လဲကျိန်သေးကြမယ်ဗျာဟုတ်ကဲ့ကိုမှုကဆန်းကျင်လိုက်လားဗျာခင်ဗျားစကားကြားရတာခင်ဗျားရဲ့အလုပ်အင်အားတွေအခုမြင်နေရတာဟိုတစ်ချိန်လုံးကဘယ်လိုဖြစ်မယ်ဆိုတာလဲဗျာပြောပြသမ်းပါဦးမြတ်ဩဟိုတုန်းကလောက်ခဲ့လို့အခုလည်းလောက်တာပေါ့ကိုမှုရဲ့ဒီလိုမဟုတ်သေးဘူးဗျာအမှားနဲ့အမှန်ဆိုတာဘဝလမ်းစဉ်သွားနေကြတာဒီလိုဗျဘယ်လိုပါလိမ့်ဗျာကျွန်တော်လွန်ခဲ့တဲ့အတိတ်ပိုင်းကကျွန်တော်ရဲ့ဘဝဖြစ်ထွေဟာဘယ်လိုလဲလို့ဆိုရင်ကျွန်တော်ပြောပြမယ်ဗျာနားထောင်ကြပြောပြသမ်းပါဗျာ
30ပုံကျုံဆုံးရကုန်သောဝေနေရကြဒုက္ခိတဒုက္ခိတတတ္တဝါတို့ကျမ်းမာကြပါစေချမ်းသာကြပါစေကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေလာပြကိုဆိုင်ဟာသွားပြကိုမမောင်တော့မတင်သိနေပါလားဟုတ်ကဲ့ဥညာဥစဉ်ဟာအစောကြီးပြန်လာကြဩစောစီစီပြန်လာဆိုဒီလူမှကြာနေလို့မဖြစ်ဘူးခိုးသိန်းအောင်နဲ့တွေ့နေရမှာဆိုလို့အဲ့ဒါကြောင့်စောစီစီလာစောစီစီပြန်ရတယ်တော့ရေဘ누구ဆိုလိုတာလဲဗျဘသူကမလဲဗျရောက်တော့မှောင်မှုပေါ့ဗျမောင်မှုပေါ့ဩမောင်မှုလားဟုတ်တယ်တို့ကိုမောင်ကိုရောက်ဖာပဲဗျာဒီလောက်လည်းမမုန်းကြပါနဲ့ဒီမှာမတင်သိရေသားနဲ့ခုတ်တာကပြမလားမောင်နှမချင်းမပြပါဘူးမိန်းကလေးရာဟုတ်ပါတယ်ဥစိန်ဟန်ရဲ့တော်တော်ပြောတာလည်းသိမှန်တာပဲဒါပဲဒီလိုကျွတ်တော့မောင်နှမတွေ့မှမတွေ့လိုက်နဲ့ပေးစားမအမတမပေးစားမတမနဲ့တွေ့ရင်ထေဘိုးလောက်တောင်းနေတာတော့ဒီလူမှလူစီစီနဲ့တွေ့ရင်တောင်းမှာအဲ့ဒါကြောင့်မလို့စောစီစီပြန်လာတဲ့တော်ရဲ့ဒီလိုကောင်မျိုးများတော့သိမင်းကခေါ်ကုန်မခေါ်ဘူးဟာဒါလောက်လည်းမုံမကြီးခံတယ်လေဒီမှာဥစဉ်ဟန်ရဲ့အမဖြစ်သူကမတွေ့ကြတာနဲ့မပြောနဲ့ဗျဒီကောင်ကအချက်ရှိတဲ့ကောင်မဟုတ်ဘူးတွေ့ကြရနေရာမှာအလူအိမ်ရဲ့ဘာရဲ့ညာရဲ့နားမလဲဘူးဗျမတွေ့လိုက်နဲ့တွေ့လိုက်ရင်ပေးသားမတမနဲ့ဒီအမနဲ့ရောက်ပါဒီမှာတောင်းနေတာပဲမဟုတ်လားဟုတ်ပါတယ်လေဒီတမကဘာလို့ဖို့လဲမေးတော့အရက်နဲ့ထေတောက်ဖို့တယ်ဗျာသိပါတယ်တို့လည်းဒါတော့မှန်ပါတယ်ကျောက်ကလည်းထေတော့အရက်တော့ကျတော့တဲမုန်းတာဗျဒီတော့မျက်နှာချင်းမဆိုင်နေတာနဲ့သောသောစီပြန်လာတယ်ဗျကဲဟုတ်ပြီလေကျွန်တော်သွားမယ်ဗျာနော်ကောင်းပါပြီရှက်မယ်ဆိုလဲရှက်မှာပဲဥစဉ်ဟန်ရဲ့ဒါကြောင့်မပြောတာပေါ့ဗျငခုံးမတကောင်အတွက်နဲ့တလင်းလုံးပုတ်ဆိုတဲ့စကားလေဒီစကားတော့ဟုတ်တာပေါ့ကိုညာရာလူတယောက်မကောင်းတာနဲ့တအိမ်တောင်လုံးလည်းပျက်စီးနိုင်တယ်တရွာလုံးလည်းပျက်စီးနိုင်တယ်ကမျိုးလုံးတောင်ပျက်စီးနိုင်တယ်မဟုတ်လားကိုညာရာဒီလေပျက်စီးတာတော့မှန်တယ်ပေါ့တော့လေတယောက်ကောင်းကတကောင်းမို့ကြီးညံ့ကြီးဆိုတဲ့စကားလည်းရှိသေးတယ်မဟုတ်လားဗျာကတော့ဟုတ်တာပေါ့ဒီလူမှာသူကတေးတောင်ဆိုးမလို့တယ်ဥစဉ်ဟဲ့ဘယ်တေးဟုတ်မလဲကိုညာရမုံယူပြီးတော့ရထုဆိုပြီးတော့ဆွဲထိုးကြမှာစွတ်တိုက်ကြပါတဲ့ဗျာလာပါလေမတ်ကြီးခေါ်လာအောင်လာပါရဲ့မတ်ရွှေကြီးရဲ့ညီမျက်နှာကြီးကတမိုင်းတထိုးတွေနဲ့ဘာဖြစ်နေတာလဲပျော်ရွှင်သွားမယ်နေရမျိုးပျော်ရွှင်နေသားမှာတို့တော်သူတောင်သားတွေဆိုတာတစ်နှစ်ပတ်လုံးလဲထဲမှာကျွတ်နေနုံနေဘွက်တွေထဲမှာငါးတစ်ပိုင်းဖားတစ်ပိုင်းဖြစ်လို့မို့လားသဘင်းဆိုတာတော့စီရက်ဝေးလန်းဝေးလို့ုံကြီးလေးအင်ကြီးလေးတစ်ထက်ဝယ်ထားတောင်မှတစ်နှစ်ပတ်လုံးခေါရုံးမပြတ်နေတယ်မို့လားလောက်ဝစ်သားလေးတဲ့တနာဆရာကောင်းတနာခါတော့မှဖြောင်းမလေးအားဦးမို့လားတနာခါပေးကြရိုက်ငါတို့တော့မရဲ့ရွာထဲမှာအလူးတို့မင်္ဂလာဆောင်တို့ဘုရားပွဲကြောင်းပွဲများရှိပါသေးလို့ခုတောင်းရတယ်ဒီလိုနေရာမျိုးမှာတို့ပျော်ရချင်ဝိရစားရတာမို့လားညီတို့ပြောတာတော့ဟုတ်တာကိုငါမှလည်းမကောင်းတာလို့လိုက်ရမှာသိရလားလိုက်ရရဲ့ကိစ္စဆိုတာမလိုက်ရင်လည်းမဖြစ်ဘူးမို့လားဘောလိုက်တာလိုက်ရမှာပါဟဲ့စိတ်မပါပါဘူးငါတော့မဖြစ်ပိုင်းကလည်းဘာမှလူလည်းမခတ်တတ်ဘူးလားဟာလေသူ့ဆက်ကြီးကကိုရင်ဝတ်တော်မှာလေဒါနဲ့ညီဆက်ကြီးကတစ်သက်လုံးဝတ်တော်မှာလေလားဟာလေသင်္ကန်းပြောပါငါလည်းသင်္ကန်းပြောတာပါပဲဟိုညီတို့ကလည်းပဲသူကတော့ငါ့ကိုပြောတာပါပဲဟဲ့တဝါလောက်တော့ဝတ်ပြရသေးလို့ပြောတာပဲဒါပဲသိသူ့မိဘတွေကတော့သင်္ကန်းမောင်နှမဆိုရင်တစ်လုံးမဝင်းလို့ပြောတာပါပဲငုံနေသားမနဲ့ဒါအသီးတရားညာတစ်ခုပါဒါညီးလက်ထဲနေတာဒါညီးတစ်ခုပါပဲမတ်ကြီးရငုံမနေပါနဲ့ရှင်းလိုက်ကြတော့မှတော့ချပြီးဖြစ်ကြပေါ့ညီတို့ကလည်းဘာမှဒါပေါ့ပြိုတော့မှရှင်းလိုက်ကြတော့နားပါမို့လေဟောက်ကမှနေရာတကာနောက်တော့ဘာမှမသိဘူးနားပါမို့လေဟောဝေကိုကြောက်စိတ်သေပါရဲ့လားပါပါတယ်ပင်ကြရေးစစ်ကလေးကိုပါလာတာငါမျိုးလည်းမတွေ့ပါလားကွာလူအိမ်နဲ့လူလေးပါးနဲ့ဘယ်မျိုးကြီးကြိုင်ပြီးတော့တင့်တော်လိမ့်မလဲဟောဒီမှာအကြံခရနဲ့ထဲလာခဲ့တယ်ဟုတ်ပြီနေရာကြတယ်ဒါကိစ္စမရှိဘူးဟေးဖို့သိမ့်မောင်မင်းမောင်မှုကသေချာခဲ့ရဲ့လားမောင်မှုလားသေချာပါတယ်ကွာသိချပါကွာမင်းရလဲဒါပေမဲ့လို့ဒီလူမှာ तू ကမတော့ရရင်တော့မချိုးနိုင်ဘူးတဲ့မောင်ရအရန်သိမှလို့ပြောခဲ့ပေါ့ကွာလေခုချီတုံလက်တုံဖြစ်နေလို့ငါ2ခွက်လောက်ထိန်လာခဲ့ရသေးတယ်ဒါမှကွာဖုန်းရောက်စိတ်ဟောကွေနေသမောင်စာသေးကြလားမလေးစာအတွက်မပူစမ်းပါနဲ့ကွာချီအောင်စာပေလေးကိုငါရအောင်စုထားတာရထားတယ်ဒါမှကွာတို့ကမျက်နာမငယ်မှာ
သူတို့အမျိုးသမီးပိုင်းကဆိုရင်ရွာသစ်ကလေးကခေအေးကိုယ်တိုင်ခေါင်းဆောင်ပြီးဆိုမှာဗျဟုတ်လားကွာသူကစွာတယ်ကွာအဲ့ဒီတော့တို့ကမောင်မှုပါမမောင်ဟာဟုတ်တယ်အဲ့လိုဆိုမျက်နှာမငယ်ရပါဘူးကွာလာမနက်ထဲဝင်ရမနက်ထဲဝင်ကွာဒါငါတရားနောက်ကြတာဟူကွာမင်းတို့မျောနေတာဟုတ်တယ်လေလူတကာကြီးကမင်းတို့အဖွဲ့နဲ့ကဲလုံးရှာရှိရတယ်လုံးကြပေါ့ကွာဟုတ်ကဲ့ကောင်းပါပြီဟာကလာလာလေမောင်ငွေတို့မောင်ကျော်စိမ့်တို့ရာမင်းတို့စုံကြပြီမဟုတ်လားသုံးပါပြီမင်းတို့အလုပ်လုပ်ရလိမ့်မယ်ကွာအလုပ်တွေကများတယ်မဟုတ်လားဟုတ်ကဲ့ဖိတ်သိသွင်းရအောင်ပါနဲ့ဆန်းချရအောင်ပါနဲ့ညနေပရိတ်တရားနာရအောင်ပါနဲ့ကဲမင်းတို့လူဘသူမောင်မှုဟုတ်ကဲ့ခေါ်လောက်ကြကွာအေးငါဘွားခေါ်လိုက်ဦးမယ်ဟုတ်ကွာဟေးမောင်မှုရေလာပါပြီကွာမင်းလေကွာလာစမ်းပါကွာမင်းကလည်းဟေးပါလေမဆိုးခင်နည်းနည်းလေးအာဆွတ်ထောင်ပေးသမားတစ်ခွက်လောက်ရော့ကိုတော့ရော့လွန်လိုက်ပဲလာပါပြီအေးပြီးသွားတယ်ဒီသူတို့ဘက်ကစုံနေပြီသိုးကွာကဲကျွန်တော်တို့တောင်းတော်လူတကာကြီးကြာပါပြီဗျာယရနာမြပနာသ၍ခါတော်ရှိပန်းစင်ဘေးဗျာအပေါင်းဝေးကွာရှောင်းအောင်ဆယ်ချောင်းရှိဦးတင်ဤဖူးမြင်အထက်ဦးတင်ရှဲ၍ဦးတင်လျက်ယူသေးစွာအနေရများရန်သွဲပါအောင်ဝန္ဒနာရှိခိုးပါ၏သူသာတခင်မူရတဲ့နဲ့စုကားပွင့်လှကညာဟုတ်ပြီမောင်ဘူးရေအကူစကားအပြောထွားရဲ့ရွှေနာထောင်ထောင်ပါတော့ကိုရင်အလှပြုခင်မကိုဆိုခြင်းကဆိုစားမှာလာကြီးကွာနှစ်ဆောင်အမြင့်မောင်မဝင်းရင်ထောင်ပင်ထောင်ရသာပါကေသာအသွဲငွေညာနှဲ့ကကြေးသာအကွဲပန်းရွှေနွယ်မပင်မပန်းဖိနှုံးမှာသင်္ကဝတ်ချင်ပါရွေဘယ်အကိုဖဲမဲလို့မဲပြုတ်စိတ်မကြည်နှကိုစကားအပြိုနာမှာမောင်ဘွားမပလီနဲ့မပလီဘူးမဒီနှုရဲ့ဒီအမှုဒီလိုပါအဲ့ဒီလိုမှရှင်ပြူတာများတော့ဖယားကနတ်သားဖြစ်ရမှာတဲ့မဖြစ်ချင်းနဲ့ဖြစ်ချင်းဖြင့်ဟင့်ဟင့်မလှုပ်ပေါင်းဘဝမကြတင်မစနဲ့ဓမ္မနာမထောင်ဘူးကိုလည်းကွက်မိတယ်ခက်လေတဲ့ကွက်ညက်ရွှဲနွဲကမျက်ရည်နဲ့တလဲလဲမောင်မူရေဒါဒီပါကိုကြီးကိုတာနဲ့တိုက်ဆိုင်နေတော့မျက်ရည်တော့ကွာဟင်ခက်လေတဲ့ကွက်ညက်ရွှဲနွဲကမျက်ရည်နဲ့တလဲလဲအရင်တမျှအသွင်းမလာအောင်ခင်ကစိတ်မငယ်နှင်းတာပါတော့သွားမှတော့အကိုပြောရလေချင်းပြောကြကိုဘာလို့မကြတာလဲဆိုပါနော်အပြိုမဖယ်လိုက်ပါဘူးအကိုတငယ်ချင်းလားအကိုတငယ်ချင်းလားတနာပါပဲသွားကြရင်ပြိုသေးရပါလေတကူရေးခါလာမလားမစိုးပြေပန်းတကွာထိတ်လာကြီးအကိုရဲ့လွမ်းစိတ်မကောင်းလွမ်းစိတ်မကောင်းလူကမောင်ပြိုကညာရဲ့ပြောကညာရဲ့အိုကမဲ့တွေငိုပါနဲ့မင်းမျက်နှာပရမေဖယားအမွေများကိုမောင်ဝါခံရင်ပါရွေမေကညာကဖြေကပြမယ်နေရာကြနာစင်ပါဖြောင်းစွာအသားနောက်ခါဖွာလင်ကိုသားရှင်ပြူတာပါမဒီပြောရဲ့ဒီလိုမနှွင့်နဲ့ဤကိုနဲ့ဤခန္ဓာဟုတ်ကွာသားကိုမဖွာသမီးကိုဖွာတော့ဗာများတတ်နိုင်ပါလို့
အကိုရွှေစင်သားလာမညာကြရင်သူမြတ်တာရှင်ပြုသားပါတို့ခက်လေကွယ်မဟုတ်ညက်ကျွန်းတော့ပြောထိတ်ကြကြောင်းငိုဟစ်တော့6ခါမနေနိုင်ဘူးကျုပ်သားမနေလားကျုပ်သားမနေကျုပ်သားမနေလားလှကညာလေလူပကြီးလှကညာဘဝမှာသီးတစ်ခါမို့ကြည်အသာနှုတ်ချောမြရဲ့နဲ့မတိကညာရဲ့ထုတ်ဆိုပြပါဦးအမေလေးပေးဖို့ခွေတာကျောက်ကိုပေးဖို့ခွေတာမနေနိုင်တော့ပါဘူးကျွန်တော်ထားတယ်လာသားမှာကိုတောင်းရဲ့တခါတည်းတုံနဲ့ခကြီးသွားနေလိုက်တာမင်းတို့မိမတွေကဒါပဲဖះရောက်တဲ့ကဖះကိုကောင်းကောင်းမကြည်ညိုပါဘူးပတိကောင်းကောင်းမသိရဘူးအိမ်ကိစ္စဝိစာလာကိုများနေတာပဲပတိစိတ်ကအိမ်ကြတော့အေးစေစိတ်ပါလေကျောက်ကအိမ်မှာကိုခွဲမရှိဘူးမလားကိုတောင်းရဲ့ကိုခွဲမရှိတော့ကျောက်ကစိတ်မချဘူးတော့ရဲ့ကိုခွဲမရှိအောင်ဘယ်သူလောက်တာလဲမင်းလောက်တာပဲကျောက်ကဘာလို့တော့မင်းပြောလိုက်ရင်ဒါပဲကျောက်ကဘာလို့တော့မဲဘယ်နဲ့အိမ်ရှိတဲ့လူတွေအကုန်လုံးမင်းမတက်အောင်လုပ်နေတာတစ်နှစ်မှာ12လရှိတယ်12ယောက်ပြောင်းတာကောင်းသေးလားကိုက်ဘယ်နဲ့အလုတ်သမားဆိုတာလောက်ရမယ်အလုတ်လုံးမှာကျောက်ကကျေနပ်တောင်ပေါ့အလုတ်မလုပ်ဖက်နဲ့ပြင်းရှိနေတဲ့လူကမကျေနပ်နိုင်ဘူးကိုတောင်းရဲ့ဒီလောက်လဲမဟုတ်ချပါဘူးကွယ်ခမညာများလဲအလုတ်နဲ့လက်နဲ့ပြတ်တယ်မရှိပါဘူးငါလည်းမြင်နေတာပဲဥစ္စာကိုက်တော့လာသားမှာလောက်တော့ကြားရတာသွားဟင်းရွက်စုံခကြီးကျုံတဲ့ခါဟင်းရွက်တယ်တော့ဝဲအောင်မှာဈေးတယ်လာသားမအောင်တော့ခေါ်သလားခင်ဗျာကဲအလိုရှိတာယူပါဟုတ်တယ်ဟင်းရွက်တွေကတော့စုံလို့ပါပဲချင်မောင်ရွက်ကြောကစုံရွက်ကြောကမုံရွက်ကြောပေါ့လေအလိုရှိတာရနိုင်ပါလေအဲ့ဒါတွေမလိုချင်ပါဘူးချင်မောင်ရွက်လိုချင်လို့ပါဘယ်လိုရအောင်လဲချင်မောင်ရွက်ရပါတယ်ခင်ဗျာတစည်း5ပြားတမဖို့5စီးပါကျုံတော်မကြီးတမဖို့5စီးဟုတ်ကဲ့တမဖို့5စီးဆိုတော့တမ10စီးပေးပေါ့ရှင်ဒီလောက်နဲ့မရောက်နိုင်ပါဘူးခင်ဗျာတနေ့လုံးချီတူအောင်လျှောက်တာမှဗဇက်စားရုံလောက်ရှိပါတယ်ကျုံတော်မကြီးကျုပ်တရားလုံးတော့မရောက်နိုင်ပါဘူးကဲသို့တော်လဲကျုံတော်မကြီးကိုခင်မင်းတဲ့အနေနဲ့တမဖို့9စီးပေးမယ်အဲ့ဒါယူပါတော့ကဲ9စီးဆိုမင်းဝယ်တိုက်ပြီဝယ်လိုက်တော့နေသားမှာတော့ကျုပ်လုံနေတဲ့အလုပ်ထဲမှာရှင်ဝဲမစုပ်ပါမှာနဲ့ဝယ်ပြတမကို9စီးတမ9စီးတော့မဝယ်နိုင်ဘူး10စီးပေးပါ10စီးရမှယူနိုင်မယ်ဒီလောက်ကတော့မရောက်နိုင်ပါဘူးခင်ဗျာစိတ်သိခါမှာကျုံတော်မကြီးသိခါမှာဒီမှာချင်မောင်ဝဲဆိုတဲ့ဥစ္စာဘယ်မှာကွာနှုတ်ပြီးရောင်းနိုင်တာပဲရှင်အလက်ကားရတဲ့ပစ္စည်းနဲ့ဒီလောက်ညရင်တော်ရောပေါ့ကျုံတော်မကြီးပြောသလိုမြတ်ဘုရားကိုယ်တိုင်စိုက်နိုင်တယ်လည်းမဟုတ်ပါဘူးအခင်းရှင်စီကဖောက်တဲ့ယူပြီးနေဖို့မိုးရမရှောင်တနေ့ကုန်ချီတူအောင်ရောင်းနိုင်မှပါဇက်စားရောက်ရှိပါတယ်ကျုပ်တော်မကြီးလိုပစ္စည်းရှင်တွေကဒီလောက်တောင်ဆင်းရဲသူပေါ်နိုင်တဲ့စီးနှင်းစစ်နေတော့ဆင်းရဲသားစစ်ဖို့ထောင်းမှာပေါ်ကျုံတော်မကြီးဒါကိုတန်းနဲ့ဈေးကိုပေးဝယ်တာပဲတော့မရောင်းနိုင်လဲနေပေါ့ဒါလည်းမဝဲချင်းနေပါလေကျုပ်ကဝဲရကောင်းဈေးလို့မတိုက်တွန်းပါဘူးသို့တော့ကျုံတော်မကြီးကြည်ရခြင်းအပြင်လက်ဝက်လက်စားတွေဟာတရောင်စစ်ထီအောင်ဝတ်ထားတော့လူချမ်းသာတဲကပဲလို့ဆိုတာတော့အကဲခတ်မိပါတယ်နောက်ပြီးတော့လက်တစ်ဖက်ကစိတ်ပရိကြီးကိုင်းထားတော့ကရုဏာရှင်တယောက်ပဲထင်ရဲ့လို့ဆိုတဲ့အထင်မှားသွားတဲ့အတွက်တော့ကျွန်တော်အတော်ကြီးဝမ်းနည်းမိပါတယ်ဒီမှာကျုံတော်မကြီးစင်းရဲသားကလူချမ်းသာဖြစ်လာရင်လေစင်းရဲသားဘဝကိုနားလေတဲ့အတွက်ကျင်နာတဲ့စိတ်တွေရှိတတ်ကြတယ်ရေသာကိုပြီးအချောင်ချမ်းသာတဲ့လူတွေကြတော့ကိုယ့်ဘဝတက်လန်းရှာပြီးတဆင့်မြင့်တဲ့မြင့်အောင်ကမော်ကြည့်တတ်ကြတယ်ကိုယ့်အောက်ကဆင်းရဲသားလောကတော့တစ်ချက်မှငုံမကြည့်တတ်ကြဘူးလူချမ်းသာကဆင်းရဲသားအပေါ်မှာကရုဏာတရားနဲ့မေတ္တာထားဆင်းရဲသားကလည်းအကူအညီပေးလို့ရှိရင်ဖြင့်လူမှုဆက်ဆံရေးမှာပြည့်ပြီးတော့တယောက်နဲ့တယောက်အကျိုးပြုတဲ့အညံ့မြညာသဘောတရားဖြစ်နိုင်ပါတယ်ကျုံနှမကြီးတခုတော့ကျုံသတိပေးခဲ့ခြင်းတော့ကွယ်နှမကြီးတို့ဟာကိုစီးစိမ်ချမ်းသာနဲ့ရင်မှုမနေပဲနဲ့ကြော်မွေလူတန်းစားဆင်းရဲသားတွေအပေါ်မှာဗြဟ္မစိုးရတရားလက်ကင်ထားပြီးတော့တဏှာညာရတဲ့စိတ်ကလေးပေါ်ပေါက်ပါစေလို့သူတောင်းခဲ့ပါတယ်ကျုံနှမကြီးကိုက်သွားပါဦးမယ်ဟင်းဝဲစုံသွားပေါ့ဈေးတယ်ကွာဟင်းဝဲရောင်းစားလို့သာစိန်ကုန်ကြောက်ကုန်များရောင်းစားလို့ရှင်ဘယ်လိုများနေမယ်မသိဘူးလူနေခြုံကြစိတ်နေပုံရနဲ့စိတ်နေရမြတ်စွာဘုရားအောင်မယ်မင်းဟာကပါဇက်ကဘုရားလက်ကကာယပဲသွားပါထောင်းပြကြရဲ့ချိုးတမြမြခါသလေဗျာတော့ဝေရေတထောင်းပြကြရဲ့ချိုးတမြမြခါသလေဗျာတော့ဝေရေပဇွန်စိတ်ခုံးအပြုတ်ကလေးတွေကတုံး
တို့ကိုတပေတို့ကိုဟုတ်ပြီဟဲ့ဘဇောစိတ်ခုံအမြုပ်ခဲတွေကတို့ပေတို့ကိုတပေတို့ကိုယောဟဲ့တစ်ခွက်တော့မူဩနှစ်ခွက်တော့မူနှစ်ခွက်တော့မူအကောက်ဝဲတော့မူလေအထောက်ပေးကြရဲ့ထောက်ပေးကြရဲ့အချိုးတမြမြခါတလေဗျာတို့ဘီတို့အပြေပြေတမေတဟေးအုံမုတ်ပက်လာမြူအိုးကလေးကဟာမြူအိုးကလေးကဟာအုံမုတ်ပက်လာခါရှာရှာခပါလို့အလဲရပဲရောက်ကြစို့လေခရှာခပါလို့အလဲရပဲရောက်ကြစို့လေရွာအဝေးလောင်းမကြီးမလက်မင်းလဲမမောင်းမင်းချောင်းစီသလိုသွားဟာဘယ်သူမှလူမထင်မိုက်တယ်ထွဲဘယ်သူမှလူမထင်မိုက်တယ်ထွဲရှိတဲ့သူရိုးပြညက်ကဲကိုမှုဒါကြောင့်ငါဖိတ်စမ်းရစီကွာကိုမှုကြီးရလဲကြိုက်တဲ့သူရိုးပြညက်ကဲဟင်းအောင်တွေ့ရတော့ကိုယ်ထားပြရရဲ့ချိုးတမြမြခါကလေးဗျာတို့ဝေအမေတမေထားပြရရဲ့ချိုးတမြမြခါကလေးဗျာတို့ဝေရှောင်ရဟဲရထောင်မထရဲကောင်မတွေ့ဒီနေ့စိတ်ပြောတာမမုံဘူးဒီနေ့မင်းကတကားခန်းနေနေပါမင်းတာဝန်သဘခါမင်းကအကုန်ခန်းကောင်းပြီရဒါပဲမကူနဲ့တကယ်ချင်းငါမှတစ်သက်လုံးငါမွေးမေတို့မွေးဖေတို့ကပြီးတယ်အပွေးရှင်ကြီးကတော့သေတပံသက်ဆုံးသုံးမကုန်ဖြိုးမကုန်နိုင်တဲ့အမတ်တယောက်ညီမတယောက်ဟုတ်တယ်လုံးသိတယ်နောက်ဆက်တွဲတော့ပါလေရုပ်ဖတ်နှကောအချင်းနဲ့သွားတော့ပြည်စံပတ်စံတမဒါပဲပြည်စံညီမလေးပတ်စံတမဒါပဲအရေးကြီးဆုံးကမပူနဲ့ကွာဒါပဲတို့အဖွဲကတယောက်ကိုဓမ္မအမြဲပါမယ်ဒါပဲနောက်ပြီးတော့ဒီနာယီဒီရှင်ဒီစက္ကမိုက်ကိုတော့မလွဲအောင်လာရမယ်ဟုတ်မယ်တိန်သွားလို့ရှိရင်ပတ်စံဓမ္မမပါဘူးလို့ဆိုရင်တို့ဦးစီးအမှုဆောင်ဖွယ်တဲ့နှုတ်ပယ်ပြီးသားဖြစ်ရမယ်ဟုတ်တယ်ချမ်းသာပေးပါအတွင်းမှာရေးမူးနေတယ်တွင်းရေးမူးကြီးတယ်ဟုတ်တယ်အဲ့ဒါမင်းနောက်နဲ့လာလိုက်တော့ပတ်စံဓမ္မပါခဲ့စိတ်ချပါခင်ဗျာဟုတ်ပါလားဥက္ကဋ္ဌကြီးခင်ဗျာဟုတ်ပါတယ်ခင်ဗျာထားပြရရဲ့ချိုးတမြမြခါကလေးဗျာတို့ဘေပြေးကြကဲမသိငါအလုပ်သွားမဟိနော်ဟုတ်ကဲ့အော်ဒါတဲ့တော့ဒီနေ့ဗာဟင်းလေးများစားခြင်းနဲ့တော်စားခြင်းတာပြောလေကျုပ်ကောင်းချက်ပို့လိုက်အောင်မယ်ဘယ်ထူးချက်မနေပါနဲ့ကွာတို့တောင်သူလယ်သမားတွေဆိုတာကိုလှုပ်အားနဲ့ကိုအလုပ်လုပ်ကြရတယ်မဟုတ်လားလို့မောတဲ့ခါကျတော့တခါတည်းအမောဖြေပြီးတော့သမင်းစားလိုက်လို့ဆိုရင်ဘာဟင်းနဲ့ပဲဖြစ်မိန်ပါတယ်ကွာဘာဟင်းပဲဖြစ်ချက်ပေါ့ကွာဟုတ်ကဲ့ပါတော့ခါတိုင်းနဲ့ကျုပ်သမင်းစောလာပို့လာမယ်နော်တော့ဘဲမှာကြောက်ပလဲမနေနဲ့အေးတိုင်ငါသွားမယ်နော်ဟုတ်ကဲ့အော်မင်းအနှုတ်ကလေးမှမရှိလားအော်ရှိတယ်တော့ဘာလုပ်မလို့သိပါတယ်တော်တို့ယောက်ျားတွေဟာဖိုးကြော်တဲ့ဝင်ပြီးတော့အကျော်စားအောင်မှာမို့လားအေးငါအကျော်တော့ကြိုက်တယ်ကွာတော်တို့ယောက်ျားတွေကတိတ်နေရရှာတာစိတ်ပါစလိုပဲဟိုဟာလေးတစ်စိတ်ဒီဟာလေးတစ်စိတ်နဲ့ကြောက်စားနေတော့ကျွတ်တော့မိန်းမလေးတွေဟာဘလောက်ပင်မအောင်ပြီးချက်တော်တို့ပါစမှာမတိုးဘူးမို့လားတော့စားမနေပါနဲ့တော့
ကဲလဲတဲ့တာတော့ကျုပ်စောစောထမင်းလာပို့လာမယ်အေးအမေတော့ပြီးရည်ထားပြီးရည်ကောဟာအေးရောက်ပါတုံးတယ်ငါတွေ့လောဟေးအမိုက်ဘယ်မလာပြီအိမ်လာလိုက်ရင်ကြက်တည်းကိုလောစမနင်းဘယ်မအမြဲတမ်းမူးလာတော့တာပဲဟောလောဟာခြေလက်တွေတုံးလိုက်နေငါသေတော့နေမသနာဘူးမရနင်းတော့ကမတော့တနာနေရမှာတော့အိမ်လာရင်ဘယ်တော့မှကောင်းကောင်းမွန်မွန်မနာမဖြစ်ဘူးမဖြစ်ဘယ်ဟဲ့ငါမှုမင်းငါအိမ်ကိုလာရင်ဒီလိုမူးမလာနဲ့လို့ပြောတာမင်းနားမလဲဘူးလားကွာဟာရောက်ပါလေကွာငါကြီးလင်းမလွတ်ပါဒီလိုအရက်တို့ထေးတို့တောက်တာငါမကြိုက်ဘူးနောက်ကိုမင်းငါအိမ်ကိုလာရင်တို့အရက်တို့တောက်မလာနဲ့ကဲမသိမင်းမောင်မကြည့်ပြောလိုက်ကွာငါမျက်နှာချင်းမဆိုင်ဘူးဟဲ့သွားမလားဟေးသွားအော်ဟေးမိုင်းရမသိရင်ဘယ်တော့မှသွားမှာမဟုတ်ဘူးမျက်နှာကိုရစ်တာကိုမရှိဘူးရအပင်းဖို့ကြီးဘာရည်ညာရည်တောက်ချီရစ်တာကိုမရှိပါဘူးတော့ဒီလိုကောင်များတော့မသိနိုင်ဘူးရစ်ပြည်လူတွေခေါ်မဲ့တူသေမင်းရဲ့ဒီလိုကောင်များခေါ်ရောပေါ့မွေစိုးများကလည်းမကြိုက်ဘူးတော့ဘာပြောလို့ငါတော့ပြီးတာအဲ့လိုပြောလေငါအသက်ရှိတယ်ဒီမျက်နှာကိုကြည့်ကိုမကြည့်ကြောက်လားမိုင်းလေအသက်ရှိမြန်သေးတဲ့လူလိမ္မာတွေကိုသေမဲ့မြန်ခေါ်ရသိလားဒီလိုကောင်ရှိတာမြေလေးတယ်ငမူးရဲ့ဒီလိုမောင်မျိုးနဲ့မောင်တော်ထားတယ်ကျက်တည်းကိုမရှိဘူးဖယားတကြမလို့တော့ဒီလိုကောင်များသေးပါသေးတော့များသေးမင်းရဲ့ခေါ်တော်မူပါတော့ဒီသတင်းပတ်မှာအဘတို့ကတ်တဲ့ဆုံးကိုဆရာတော်ဖယားမိမရှက်ရှက်ကြီးထုံးပေးတာတွေ့ရတော့ဝိသလိုက်တာကွယ်ဟုတ်တယ်ဗျရဲ့အဲ့ဒါမှကျုပ်ကလည်းအပင်မခံချက်ထားတာချက်ရကြုံနှက်တာပေါ့တော့ကိုယ်စေရနာကိုယ်အကျိုးပေးတာပေါ့ဟုတ်တယ်ဗျသမီးဘာများကုသိုလ်ဆက်ခဲ့သေးလို့ကြောင်းပါအိုးကြောင်းရောက်တယ်ဆိုရင်ကုသိုလ်ကတော့ဆက်ရတာပေါ့ဗျရဲ့ကြောင်းထဲမှာလေမြက်တေရှင်းခဲ့တယ်တပြက်စီးလဲခဲ့တယ်အပေါအော်လည်းရေးဖြစ်ခဲ့တယ်ဗျသာဓုဗျာသာဓုရေတို့အကျိုးကမပြီးပဲနဲ့ဆယ်ပါးသောစုပြည့်တယ်တဲ့ဟုတ်တယ်ဗျဒါတဲ့သမီးကလိမမာနဲ့ရရွာထဲမှာမိန်းကလေးပြီးတတာနေတာကိုရရွာကအားလုံးချင်းဝန်းနေကြတော့အဖမှာဘယ်နေရာသွားမျက်နှာပွင့်လိုက်ရတာပေါ့ကွယ်ရှေ့လျှောက်ဒီတဲ့ဒီလိမမာနဲ့နေသားမအောင်နော်စိတ်ချပါဗျရဲ့အဖသမီးကဘယ်တော့မှမမိုက်ဘူးအဖစကားကိုအမြဲတမ်းနားထောင်နေတာမို့လားဗျရဲ့ကဲအဖကျုပ်လေးနွားရေတိုက်ရအောင်မယ်သွားတော့မယ်နော်ဗျအေးဩသမီးလေးလိမမာလိုက်တာအခုလိုသမီးလေးလိမမာနေတာသူ့အမေများတွေ့ရင်ဘလောက်များကောင်းလိမ့်မယ်လို့နော်ဒီကောင်မလေးကငါစမ်းဖို့ရင်းဘာမှချမ်းမလာဘူးဗျာဟောနေအိုးလည်းကိုတစ်ခုမှမရှိဘူးဒုက္ခပဲဟာခဲ့စားဟောဟဲ့ကုန်ပါပြီတော့ကုန်ပါပြီကြည်သားမောင်ကြီးဟေးညီမလေးဘာညီမလေးတော့လုံးမပင်းပေးလိုက်ရမယ်ဓမ္မကြီးမပဲဘူးလုံးပါဟာလာလိုက်မူလာတာပဲတခါတည်းဟေးရောက်ပါညီလေးဟဲ့တော့လုံးလောက်လာတာပဲဘာလောက်လာတာတို့ပိသမဘာမဆန်းမပိသမတော်တွေကအလုံးလုံးကင်လို့မောပန်ပြန်လာအမောပြရမလားအောက်မေဒီကောင်နဲ့လာတွေ့နေသွားကွာဟဲ့ကောင်သွားဟဲ့ကောင်မင်းမြင်တဲ့ကောင်ငါမကြည့်ချင်ဘူးလုံးပါကွာမင်းဟဲ့ကောင်မင်းငါအကောင်းပြောနေထွက်သွားနိုင်ရင်လည်းထွက်သွားမင်းမြင်လာငါမကြည့်ချင်ဘူးခွေးတာသွားပါခွေးတာကွာဟာသွားပါမောင်ကြီးရဲ့သွားပါမင်းမသွားသေးဘူးလားမသွားမင်းမသွားသေးဘူးသွားပါမောင်ကြီးရဲ့သွားပါမောင်ကြီးရဲ့ဟုတ်ကဲ့သွားပါမယ်မောင်ရဲ့ဟဲ့ငမောင်လာဟာနေမြင်လာပြီဆရာဆူလိုက်မယ်နေလားအချိန်စောရှိပါသေးတယ်ဟာနေကလေတိတ်ပြင်းထူတာပဲအမနေငါလည်းခုစာပင်ကြက်အောင်လေကြီးကြရနဲ့အဲ့လိုဆိုနင့်တန်းကြနေရမှသိရလားနေငါလည်းကြောင်းဘူးအချင်းရောက်တယ်နေငါလည်းအခုအပြည့်ပြအောင်လေသူ့ပြောလိုက်ရင်ဆင်းလိုက်ကြည့်ပဲလာသွားမယ်သွားပါဟာရသမားကြီးတော့ဟုတ်မယ်အေးဟာဒီကုံမူကြီးကငါနဲ့တွေ့နေအရက်မူးနေတာပဲဟာအေးပေါ့ဒါမို့တို့ကျောင်းကဆရာကြီးကပြောဘူးတယ်မဟုတ်လားရက်မူးသမားများဟာအယူတစ်မျိုးတဲ့ဟာငမောင်ရအေးမင်းတို့ဘယ်လိုမင်းတို့ကျောင်းပေါ်ရအေးကောင်းတယ်အဲ့ဒါကောင်းတယ်မင်းတို့ကျောင်းမှာပတ်ဆံပါရလားဟင်ပါပါဗျမင်းတို့ပေးလိုက်လားပေးလိုက်တယ်မင်းတို့မကြွားပါနဲ့ကွာပြန်လိုက်မပေးတော့ပြန်တော့ဒီမှာကြည့်ပါလားမင်းဓမ္မဟိုဒီမဲ့ဓမ္မပေးကျွန်တော်ပတ်ဆံယူရတယ်ကျွန်တော်ပတ်ဆံပေးရတယ်ဟေးမကြည့်ဟာကျွန်တော်ပတ်ဆံယူရတယ်လောက်ပါကျွန်တော်ပတ်ဆံယူရတယ်အမေတဲ့ထိုးတဲ့ကောင်မလားဟင်ခလေးတွေမုံဘူးပတ်ဆံတော့မှအရက်ဖို့တွေကိုမင်းကလွတ်ရတာဟင်အပိပါလားပိပါလားဟဲ့ဘယ်လိုသေထားကြောက်မှုလို့နင့်ကိုတရွာလုံးကမုံတရွှေမျိုးလုံးကမုံတာပဲဟင်ပြေပေးပါယောငါတို့ယောတူယူကိစားတော့ကွာသွားကြတော့ဟောရတော့မပတ်ဆံရပြီအယူကြီးပါဟာအလကား
you. Hey, la ghé là gì là qua mẹ màu mù không mà không biết là không phải quá ngã của ma đấy bà để la ba mẹ đi mẹ cha lấy cả qua không bà quá la bi hey màu mù hey mẹ bắt sang tao mà giá ghé là bê đi bữa thàဒီနေ့တော့မရှိဘူးတကယ်ကြီးဟာ မရှိမတော့နဲ့ဘောကွာ ငါဘောကွာဟုတ်ကဲ့ မလုပ်ပါနဲ့ကွာချင်းချင်းကဒီနေ့အစာနဲ့ဖန်ကြတော့ငါပို့ထည့်ပါမယ်ကွာ ဘာကြီးထဲနေခုတမမပါတာအရေးကြီးတယ်ကွာငါနားလဲရမယ်ကွာ ငါမတော့ဒီမှာငါလက်တွေချီတယ်ငါလက်ရက်လို့ကိုမရလို့ပါကွာရှစ်ခိုးပဲ ရက်လို့မရတုံတုံကြီးဖြစ်သေးဘောကွာမတော့နဲ့ဟဲ့မပေးဘူး ဒီကောက်ဖြစ်တာကွာမဟုတ်သေးပါဘူးတကယ်ချင်းလို့ရာသူ့ဒီသားကတော်တော်ကိုတနာစရာကောင်းနေတယ်ကွာတနာမနေနိုင်ပါဘူးကွာဒီမှာကွာကိုတောက်ပေါ်တောက်ပဲချင်းမယ်နည်းနည်းတော့ပြေးလိုက်ပါကွာပေးဘူးကွာပေးလိုက်စမ်းပါကွာတစ်ခွက်စားတော့ဒုက္ခပဲကွာမင်းနောက်ဒီလိုမလုပ်နဲ့ကွာ ပေးပါကွာပေးပါကွာ ရတောက်အပင်းဖို့ကြီးဘာရည်ညာရည်တောက်ချီမိတာကိုမရှိပါဘူးတော့ဒီလိုလူမျိုးကြတော့မသေးတဲ့နိုင်ဘူးပြည့်ပြည့်လူတွေခေါ်မဲ့တူသေမင်းရဲ့ဒီလိုလူများများခေါ်ရောပေါ့ ဟိုလေငါနားရဲဘာကြီးကြားနေပါလိမ့် ကြားရတယ်မကြိုက်ဘူးတော့ ငါနားရဲဘာကြီးကြားနေပါလိမ့် ကိုကြည့်ကိုမကြည့်ချင်ပါဘူး ဟင် ဟေ့ကောင်သွားမင်းနေနာမကြည့်ချင်ဘူးငါရကုတ်ထွက်သွားခွေးမယ်သွားကွာ အေးပေါ်ဟာဒါကြောင့်မို့တို့ကျောင်းကဆရာကြီးပြောဘူးတယ်မဟုတ်လားရမူသမားများဟာအယူတစ်မျိုးတဲ့ဟာငမောင်ရအေးဟာဒီလိုရောတဲ့ချင်းတော့အယူကြီးနဲ့မတူဘူးလားဟာအယူငမောင်အယူဟောသွားရွာဒီခေရောရက်စက်ပါပဲရောက်ခါရရက်စက်ပါပဲမင်းပြောလိုက်တဲ့စကားတွေမင်းပြန်ပြီးတော့စဉ်းစားကြည့်သားငါအိမ်မနေနဲ့အခုထွက်သွားဟုတ်လားမင်းပြောလိုက်တယ်နော်ငါအိမ်ထဲကထွက်သွားငါအိမ်ထဲကထွက်သွားလို့ဆိုရအောင်မင်းလာစီနှုံးကပန်းတစ်ချောင်းပြင်တစ်ချက်မပါပါဘူးရောက်ပါရဲ့ဒီအိမ်ဟာငါအမေအဖေဆောက်ခဲ့တဲ့အိမ်ပါလားကွာငါအမေအဖေအိမ်ပေါ်လည်းမင်းနေလေသေးငါကိုလည်းပဲပါကြီးကောက်ကောက်ကိုနှင်းချသေးရဲ့ဒီပြင်မကသေးဘူးခွေးသားဟင်မင်းဆိုလိုက်တဲ့စကားရောက်ပါငါအမေကလည်းမင်းခွေးနဲ့ပေးစားယူမြမကောက်ဘူးငါနှမလည်းယူလေသေးရဲ့ရက်စက်ပါပြီရောက်ပါရဲ့ရက်စက်ပါပြီဟေးမအမတစိမ့်လောက်တဲ့ရောက်ပါပြောပါစီအမရဲ့မောင်မလားမောင်တော့ပါဟင်ပေမင်းကလည်းပဲဒီလိုလူတော့မခေါ်ဘူးငွေစိုးများကလည်းဒီလိုအကောင့်တော့မကြိုက်လာဘူးလို့အမမြစ်တာပို့လိုက်တာလေဟင်အခုတော့ငွေစိုးမကြိုက်တဲ့ကောင်ကြီးပေမင်းလက်မခံနဲ့ငမှုကြီးပွားပါတော့မရဲ့ပွားပါတော့အမတူတုံသင်းပါလားအမရဲ့တူတုံသင်းပါလားတူတုံမောင်နှမအရင်ပါအမရဲ့မောင်နှမအရင်ပါအမရဲ့မောင်နှမအရင်ပါအမရဲ့ညနာလေးကိုအောက်ချကိုလေးကိုပြုတ်ရပေးပါကျွေးပါပေးပါလက်ဝါဖြန့်ကတောက်ခံရတယ်ဆိုတာကကိုဘဝအတွက်တာငိုကျွေးရှိဖို့ဒုက္ခတစ်မျိုးမှလာတာမုန်းဖေးကိုလည်းမလွယ်ပထမလူကအရက်ကိုတောက်တယ်ဒုတိယ
အရက်ကကိုပြန်တောက်တယ်နောက်ဆုံးအရက်ကလူကိုပြန်တောက်ထားပါလားငမှုအခုပြင့်ကိုလေအရက်ကနိုင်နေပြီနေနိုင်ငါမခံဘူးငါယောက်ျားဟဲအရက်နေသာတရခါနေကျဲကျုံငါမခံဖြတ်ထားဝမြက်ပါလူကိုဖြတ်ထားအရက်ပါငါတတိယသမ္မာရှစ်တသမ္မာကိုခွန်ကိုအားဟာရိုးပါလားလောက်တိုင်းစားပါရှစ်တသမ္မာကိုခွန်ကိုအားဟာရိုးပါလားလောက်တိုင်းစားပါခြေလက်အင်္ဂါသုံးသမားညာအားကိုတော့ဖော်လူသောလက်ဟာတို့ရဲ့အောက်ဟာရှင်လူသောလက်ဟာတို့ရဲ့အောက်ဟာရှင်လူသောလက်ဟာတို့ရဲ့အောက်ဟာဖော်လူသောလက်ဟာတို့ရဲ့အောက်ဟာယောက်ျားဟဲ့ငါမုံသေးကိုမကျွေးဝေးရမြင့်တနဲ့တကြီးကိုဟောဒီငမူကြီးဟောဒီအရက်မူသမားကြီးထွက်ခွာပြေလို့သဇသေးမီဘုရားသားဘုရားစိန်ဘယ်နဲ့လဲအလုပ်ဆင်ပြေလားကွာကွာအဆင်မပြေလို့အခုငါအလုပ်ကနေထွက်လာတာကွာအေးမင်းအလုပ်လုပ်မယ်ဆိုတဲ့ကမင်းကြောက်ထုတ်တင်တယ်လို့ငါပြောတယ်မဟုတ်လားကွာအေးကွာဖွားကြီးနဲ့အသိအဆင်မပြေဘူးကွာအေးယောက်ျားရှိတော့တော်ရဲမဟုတ်လားကွာအဖိုးကြီးကတော့ငယ်သားပေါ်မှာတက်ညာပါတယ်ကွာအေးကွာမိမကြီးကတော့နေရာတကာမှာဩစာပေးခြင်းတယ်ကွာယောက်ျားလုပ်နေတဲ့အလုပ်ကိုမိမကယောက်ျားနဲ့ဝင်လုပ်နေမယ်ဆိုရင်ဒီအလုပ်ကမြန်မြန်ပြီးနိုင်မှာအောင်မလားကွာမပြီးနိုင်ဘူးကွာလူမြင်လို့လည်းမတော်ဘူးပေါ့အေးမိမလုပ်နေတဲ့အလုပ်ကိုယောက်ျားကမိမဟာနဲ့ဝင်လုပ်မယ်ဆိုရင်လည်းအများဆုံးမပြီးနိုင်ဘူးမဟုတ်လားကွာမကြည့်ဘူးပေါ့ကွာဘာမှဆိုမိမဟာမိမအလုပ်မှာယောက်ျားဟာယောက်ျားအလုပ်မှာဖြစ်မယ်မဟုတ်လားကွာအေးငါယောက်ျားနဲ့မိမခန္ဓာခွဲပြောနေတာမဟုတ်ဘူးအမှန်တိုင်းကိုငါပြောပြနေတာကွာမင်းပြောတာမှန်ပါတယ်ကွာမင်းစဉ်းစားကြည့်ကွာအေးဒီမဲ့အလုပ်ရှင်နဲ့အလုပ်သမားဆိုတာကိုင်းကျွန်းကိုင်းမိဆိုလို့နေတယ်မဟုတ်လားကွာမှန်တာပေါ့ကွာအလုတ်ရှင်ကငယ်သားအပေါ်မှာသားသမီးလို့စိတ်ထားလို့ရှိရင်လေငယ်သားကလည်းအလုတ်ရှင်အပေါ်မှာကိုပြီးရင်ပြီးလောက်ရမယ်မဟုတ်လားကွာဟုတ်ပါဘောကွာအခုတော့ကွာဖွားကြီးကခိုင်းလိုက်တာနားတယ်ကိုမရှိဘူးကွာဒီဖွားကြီးတမခံနိုင်လို့လည်းငါထွက်လာတာပဲကွာအေးကွာလေတွေကနေပြီးအိမ်ပြန်ရောက်တယ်ဆိုလို့ရှိရင်နားမနေရဘူးဟဲ့ထင်းခွဲရတယ်ထင်းခွဲပြီးရေခတ်ပြီးတပြက်စီးလဲတနေ့ကုန်လို့သာသွားတယ်ကွာအလုတ်ကတော့အဆက်မပြတ်ဘူးဟဲ့ဒီဖွားကြီးကြောင့်ပြောနေမှဆိုရင်တနေ့လုံးပြောလို့ကုန်မှာမဟုတ်ပါဘူးကွာအေးကွာအော်ဒါတဲ့လူတယောက်အသေးရောက်နေတယ်ကွာဟမ်လူတယောက်ရောက်နေတယ်အေးကွာသူ့နာမည်ကမောင်မှုဆိုလားပဲဟေးဒီကောင်လဲကြာနေနိုင်မှာမဟုတ်ပါဘူးကွာတို့တောင်မှကြာမနေနိုင်မဲနဲ့ကွာဒီကောင်သိမ့်မခံပါဘူးကွာအော်ဒါတဲ့ဘုရားသားအေးမင်းအခုထွက်လာတာအလုပ်ပဲမလုပ်ဖို့မင်းညီမှန်းထားလဲညီမှန်းချက်မရှိပါဘူးအလုံးလည်းမဖြစ်နေတယ်ကွာဒါဖြင့်တို့အခုထွန်ရက်စိုက်ပျိုးရေးလုပ်နေတယ်အဲ့ဒီစုပေါင်းထွန်ရက်စိုက်ပျိုးရေးလုပ်နေတဲ့နေရာမင်းလိုက်လုပ်ပါလားဟင်
ဟာအဲ့ဒါကငါတို့လှုပ်လို့ဖြစ်မလားကွာဘယ်သူမဆိုလှုပ်လို့ရတာပေါ့ကွာဟာဘယ်သူမဆိုလှုပ်ရတယ်အေးဟာဒီလိုဆိုရင်ဝင်းတာတော့ကွာဂိုင်းငါလဲလိုက်ပြီးတော့လှုပ်မယ်ကွာအထွေးကျင်ကိုသားဟဲ့မောင်မှုတယောက်ကောဟဲ့မောင်မှုလဲလဲဆင်းသွားပြီလေကိုသားဝင်ဟာဘယ်နဲ့ဒီကလေးတဲဝိရိယကောင်းပါလားမထွေးကျင်ဟေးဟုတ်တယ်ရှင်ဒီကလေးရောက်လာတဲ့ကအလုတ်လောက်ပဲမျက်စိကလိုက်ရှားနေတာပဲရှင်ဒီမဲ့မထွေးကျင်ငါတခုပြောပြရစီနော်ဒီကလေးရောက်လာတဲ့ကအလုတ်ကိုအင်မတန်ဝိရိယကောင်းတဲ့ကလေးအဲ့ဒါတော့ဒီလိုဝိရိယကောင်းတဲ့ကလေးကိုအင်မတန်မှရခဲ့ပါတယ်အဲ့ဒါတော့မင်းဒီကလေးကိုဟိုလူတွေလို့မဖြစ်ပါသေးနဲ့သင့်တဲ့အောင်ပေါင်းပါနော်ကြားရလားဟောဒီကလေးတော့ကျုပ်ကတော့ရောက်လာတဲ့ကတန်ရောစင်ဖြစ်ပြီးတော့သားလို့ကိုချစ်နေတာပါတော့အဲ့ဒီလိုချစ်ရင်ကိစ္စမရှိဘူးဟိုလူတွေဟာဘယ်လောက်ဆိုးတယ်လဲမင်းလွတ်လိုက်တာတွေဟာနေတဲ့လူတွေမဟုတ်ဘူးအားလုံးငါလူရှားတာပင်မလာပြီးငါလည်းအသက်ရွယ်ကြီးပြီနေရာတိုင်းမှာဝင်ပြီးအလုံးမလုံးနိုင်ဘူးဆိုတာမင်းသိထားသားမှာကွာဟောသိပါတယ်တော့ဒါကြောင့်မို့ဒီကလေးအခုရောက်လာတဲ့ကလေအလုံးနဲ့လက်နဲ့မပြတ်တော့ကျုပ်ကလည်းချစ်တာပေါ့တော့ဟိုလူတွေတုန်းကမင်းကဆိုးကောမင်းကအင်မတာဆိုးတာဘယ်နဲ့ကျုပ်ပြစ်တင်နေတာတော့မင်းအပြစ်တင်တာမဟုတ်ပါဘူးအားလုံးကအိမ်ပေါင်းစီလိုက်ပြီးလူတွေလိုက်ခေါ်တယ်အားလုံးလူတွေကပြောကြတယ်ငါတော့စဉ်းစားတယ်အားလုံးတရွာလုံးနဲ့ငါမိမနဲ့မတည့်တာဟာဧကန်ဒိဋ္ဌတရွာလုံးကဆိုးလို့ဖြစ်ရမယ်တော်သားမတော်ရလည်းပဲခါရကလေးကလားနဲ့အေးမင်းအဲ့ဒီမင်းမဆိုးအောင်လို့ငါမင်းကိုသတိပေးနေတာဗျသတိပေးနေတာဒီကလေးကြတော့လေကျုပ်ကမြင်းမဲ့ကျုပ်ကလည်းချစ်တယ်တော့သားရင်လို့ပဲအဲ့ဒါဘာထင်တယ်လဲနတ်တင်လို့တော်သားမတော်ကျုပ်ကဒီခေတ်ဒီခါနဲ့နတ်လည်းမတင်ပါဘူးနတ်တင်တယ်ဆိုတာနင်တက်လို့ပြောတာဟဲ့အဲ့ဒီလိုပြောစားမှာတော့ရလည်းပဲမလေးဒီကလေးတော့လေကျုပ်ပိုက်ထဲကဒူဝဲပြီးတော့မွေးတယ်သားရင်လို့ပဲကျုပ်ကချစ်နေတာတော့ကိုတောင်းရဲ့တကယ်ကိုချစ်နေတာလားတကယ်ကိုချစ်တာပေါ့အဲ့ဒီလိုလုကစားမှာငါမင်းမရောတော်အေးဟုတ်ပါလေငါလည်းစိတ်မတည်ကြီးနဲ့ဟဲ့